နီမာကိုခေါ်မယ်ဆိုရင်ဒဏ်ရာပြဿနာရှိတတ်တာကိုလက်ခံရပါမယ်မက်ဆီကိုလိုချင်သူရင်မဟုတ်ဘဲနဲ့သူနဲ့တွဲဆုံးနေကြသူစကွက်တစ်ခုလုံးကိုပါတခါတည်းအပါခေါ်ပေးရမယ်ဆိုတော့ကိုသိဖို့လိုပါတယ်ဗီနီစီယက်ကိုပိုင်ချင်သူ့ရဲ့အကအလားနဲ့အပျော်ပါးမှတ်မှုကိုသိခံပေးရပါမယ်ဘရူနိုကိုလိုချင်တော့ဆရာကြီးစတိုင်ဖမ်းတာကိုသိထားရပါမယ်အမ်ဘာပေနဲ့လက်တွဲချင်တယ်ဆိုရင်တော့ဂိုးပုံစားဖြစ်ဖို့စူးစမ်းနေလို့အနေငယ်မှန်တက်နေရအောင်နားလည်ရပါမယ်ဒမ်ဘီလီနဲ့တွဲကစားမယ်ဆိုရင်အကြီးပြုံးမရှိရသူ့ရဲ့အေးဆက်တဲ့ခံစားချက်ကိုသဘောပေါက်ဖို့လိုပါတယ်လာမိုင်းရမယ်နဲ့တွဲဆုံးမယ်ဆိုရင်တော့စုံပေရှုပ်တော့ကိုတတိထားရပါမယ်ဟာလန်ကိုခေါ်မယ်ဆိုရင်တော့အလိန်ခေါက်အားနေရကိုလက်ခံနိုင်ရပါမယ်ဟယ်ရီကိန်းကိုလိုချင်တော့လေးပြင်းသွဲတဲ့ကစားဟန်ကိုအလိုက်ထိုက်ဖြည့်ဆည်းပေးဖို့လိုပါတယ်ဒီလိုမျိုးပြဿနာတွေမရှိရင်ပြီးပြည့်စုံတဲ့ကစားသမားကိုရှာဖွေနေတယ်ဆိုရင်တော့ဘောလုံးလောကမှာတစ်ယောက်ပဲရှိပါတယ်အများကြီးစဉ်းစားနေကြမလိုပါဘူးဒီစနစ်ကြကြ passion အပြည့်စိတ်တဲ့အားမှန်ခံယူချက်ကအစပြီးပြည့်စုံတဲ့ကစားသမားတစ်ယောက်ဘောလုံးလောကပေါ်မှာပဲဒီဇိုင်းမဲ့အာယုံရှိနေတဲ့ကစားသမားတစ်ယောက်ရှိပါတယ်သူ့ရဲ့နာမည်ကိုတော့အားလုံးသိပြီးသားပါကွန်မန့်မှာမှန်းခဲ့ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုဘောလုံးကြောင်းရတွေကိုအမြဲတမ်းသိရှိနေရဖို့တော့ကျွန်တော်တို့ရဲ့ channel ကို like and share follow လုပ်သွားခဲ့ကြပါဦးခင်ဗျာ